ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ဘယ်သူအကြောင်းလာပြောမလဲဆိုရင်တော့ထုံးမင်းနိုင်ရဲ့အကြောင်းနည်းနည်းလောက်လာပြောပြချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးကြည့်စုပေးပါလို့ပြောချင်ပါတယ်နံပါတ်1အချက်ကတော့သူထိုးနေတဲ့ weight တန်ကဘယ်လောက်လဲဆိုရင်တော့132ကီလိုနဲ့ဆို60ကီလိုသူရဲ့အရက်မြင့်ကတော့9ပေ9စင်တီမီတာနဲ့ဆိုရင်165အသက်ငယ်ငယ်ပဲအသက်20နဲ့နေပဲကျွန်တော်ပြောချင်တာတခုကြံသေးတယ်ဘာကြီးလဲဆိုရင်တော့သူ့ရဲ့ပြန်ပဲပွဲရလေဘယ်လိုမှစားလို့မတွေ့ကျွန်တော်လက်ကောက်စားတယ်အသက်ကောက်စားတယ်ဘယ်လိုမှစားလို့မတွေ့ဒါမဲ့သူ့ရဲ့ကုစားနေတဲ့ဟာကိုအာနေချက်လာဘယ်လိုလဲခေါ်လဲမတတ်ဝမ်းမှာကြတော့သူပွဲပေါင်းဘယ်နှပွဲထိုးထားလဲဆိုရင်တော့အလုံးပေါင်း10ပွဲမှာ9ပွဲနိုင်ထားတယ်3ပွဲဆုံးထားတယ်အခုတလောတော့သူနင်းပြီးပါလေနင်းစနစ်တွေတော်တော်လေးတိုးတက်လာတယ်ဘယ်လိုမျိုးတိုးတက်လာလဲဆိုတော့အခုတလောတော့သူနင်းပြီးပါဘိုင်းမှာနင်းစနစ်ဘိုင်းမှာသူတော်တော်လေးတိုးတက်လာတယ်ဟိုတလောတော့က RWF မှာသူပွဲတစ်ပွဲထိုးထားတယ်ဒီပွဲမှာအောက်ပိုင်းနဲ့ပဲပွဲသေးပါတယ်ချီကန်ပိုင်းမှာတော့တော်တော်လေးကိုအားကြရတဲ့ဖိုက်တာပေါ့နော်ပန်နိုင်သူသုံးချတတ်တယ်ချီကန်ပိုင်းမှာပေါ့နော်ကျွန်တော်ထင်တာသူ့ရဲ့ပြန်ဘက်ကပွဲဦးထွက်ဖြစ်မယ်လို့ထင်ပါတယ်ဘာဖြစ်လဲဆိုရင်တော့ဝမ်းမှပဲလို့ကျွန်တော်ဘယ်လိုပဲစားလို့မတွေ့ဘူးထုံးမင်းနိုင်ရလေသူပြန်ဘက်တွေကိုတကယ်လို့သူအားစားပြီးဆိုရင်သူတက်တောင်းလေးပါလေထောက်သုံးနိုင်တယ်အခြားဖိုက်တာလို့မဟုတ်ဘူးသူ့ရဲ့ချီကန်ပိုင်းမှာလည်းဘယ်လိုမျိုးပြောရမလဲဆိုရင်သူ့ရဲ့ချီကန်ပိုင်းကိုပန်နိုင်ကန်တတ်တယ်ပြန်ဘက်လေးကိုထားလို့မနိုင်အောင်တခါတလေအဲ့လိုမျိုးသူအကျင့်လေးစိတယ်သူတော်တော်လေးကန်နိုင်တယ်ဒီဖိုက်တာလေးကကျွန်တော်သဘောကျဆုံးဆိုရင်တော့ပါရလဲဆိုရင်တော့သူတတောင်လေးဒူးတွေချီကန်ပိုင်းမှာတော်တော်လေးညီစနေပြည့်စုံတဲ့ဖိုက်တာသူ့ရဲ့ပြန်ဘက်ကိုလည်းကျွန်တော်တခုလောက်ပြောပြအောင်မယ်ဘာကြီးလဲဆိုရင်သူ့ရဲ့ပြန်ဘက်ကလေချီကန်ပိုင်းမှာလည်းတော်တော်လေးကောင်းတယ်ထုံးမင်းနိုင်လည်းချီကန်ကောင်းသူ့ရဲ့ပြန်ဘက်မှာလည်းချီကန်ကောင်းနှစ်ယောက်စလုံးကပြန်ကြမယ်လို့ထင်ပါတယ်ဘာကြီးလဲဆိုရင်နေကန်အဲ့လိုမျိုးထုံးမင်းနိုင်ရလေချားဖိုက်တာနဲ့မှတူဘယ်လိုမျိုးလဲဆိုရင်သူကပွဲစားလာနဲ့တိုက်စီကိုအတကုံလိုက်တယ်ပွဲဖြည့်ရရင်ဖြည့်တယ်ဒီဖိုက်တာလည်းပေါင်စင်စကေးမှာတော့တော်တော်လေးကောင်းတယ်ဘယ်လောက်လဲဆိုရင်တော့သူများကိုထိုးတဲ့အခါမှာသူဟိုဘက်ဆောင်ဒီဘက်ဆောင်တယ်သူကဘယ်ဝိုင်းနဲ့ညာဖြောက်တခါတလေတုတ်တတ်တယ်ဒီပွဲကနောက်ဆုံးပွဲမှာသူထိုးတတ်ခဲ့တဲ့ပွဲပေါ့နော်သူနောက်ကောင်းနေနိုင်ပါတယ်ထုံးမင်းနိုင်ကညီလေးတက်စင်လိုပဲချီကန်အတုပ်ပြုတ်များတယ်ဘာကြီးလဲဆိုရင်တော့ပါဝါပိုင်းမှာချီကန်ဘက်ကိုသွားတယ်ညီလေးတက်စင်ကတော့သူ့ရဲ့မာကုံမသိတာကြံတဲ့ဟာနီးစနစ်ပိုင်းမှာတော့တော်တော်လေးကောင်းတယ်ဒါမဲ့ထုံးမင်းနိုင်တော့မာကုံလည်းစီပါဝါလည်းပိုင်ဆိုင်ထားတယ်အဲ့လိုမျိုးထုံးမင်းနိုင်ကကျွန်တော်ရဲ့အမြင်ပေါ့နော်နောက်တစ်ချိန်ကြာရင်သူဝမ်းမှာချန်ပီယံမဖြစ်ပေမဲ့နေရာတစ်ခုတော့ရနိုင်ပါတယ်။ဘာဖြစ်လဲဆိုရင်တော့သူတိုက်ခိုက်တဲ့ပုံစံလိုမျိုးကအခြားဖိုက်တာနဲ့မတူဘူး။သူကဘယ်လိုမျိုးလဲဆိုရင်ထိုင်းနီးစနစ်နဲ့တူပဲ။ပညာရဲ့ပိုင်းမှာလည်းတော်တော်လေးကိုအသားကျတယ်။ကြည့်ရင်တော်တော်လေးကွာတယ်။ဒီဖိုက်တာလည်းသွားအထင်သေးလို့မရဘာဖြစ်လဲဆိုရင်တော့အခြားပရိုမိုးရှင်းမှာလည်းသူလည်းလက်ရည်ပြထားတဲ့ဖိုက်တာပဲတော်တော်လေးကိုကောင်းတယ်ပြန်ဘက်တွေကိုသွားအထင်သေးလို့မရကိုလောက်ဆရာစီရင်ကိုဆက်လောက်သွားဆရာစီဆက်သွားဘာပဲဖြစ်ဖြစ်ဒီပွဲမှာတော့ကျွန်တော်ကထုံးမင်းနိုင်ဘက်ကိုပဲနေတယ်ဘာဖြစ်လဲဆိုရင်တော့
ကျွန်တော်တို့ရဲ့ fighter တနည်းနည်းတစ်ချိန်ကြာရင်အနာကလေးစီလာမလားလို့မြုံလိမ့်နေမိတယ်ကျွန်တော်တို့ fighter တွေကျွန်တော်ပြောစရာတစ်ခုရှိတယ်ဘာလဲဆိုရင်တော့ကိုထွေနီစင်းတာပုံမှန်လေးစင်းပါဘာဖြစ်လဲဆိုရင်တော့ဝမ်းမှာပွဲတွေခဏပြည့်တခါတလေလူစားဝင်ထိုးရတယ်မင်းတို့ထွေနီပြည့်ရင်လေဝမ်းမှာတလဝနခါလာတို့အမြဲတမ်းလေးကျင်ပစီတယ်တခါတလေလေးပါစလုံးကျင်ပလေးစီတယ်လေးပါမှာသူများပေးတဲ့အခွင့်အရေးကိုကတေချာလေးစောစောမိမိကန်ထားပါဘန်လိုလေးဘန်ကလူစားဝင်ထိုးရင်းနဲ့အခုတောင်ချန်ပီယံတောင်ဖြည့်သွားပြီဘန်လိုမျိုးမင်းတို့မှာကြဘူးလားဘန်ကဘာဖြစ်လဲဆိုရင်တော့သူလူစားပဲဝင်ထိုးများတယ်တနေ့ကို3-4ပွဲလောက်သူထိုးတယ် USA ကသူ့ကိုပေးတဲ့အခွင့်အရေးကိုသူကစောစောမိမိကန်ထားတယ်သူလူစားဝင်ထိုးရတဲ့အခါမှာလည်းသူနိုင်ပွဲရအောင်စားတယ်ကျွန်တော်တို့ရဲ့ fighter တွေဘန်လိုအတူယူပါကျွန်တော်ရဲ့ fighter တွေအမြဲတမ်းပြောပြတယ်ဒါလေးကို fighter တချို့ကဘယ်လိုမျိုးလဲဆိုရင်သူတို့ပွဲပြီးတဲ့အခါသူငန်းသွားများမယ်ကုန်သွားပြေးမယ်အားလုံးထဲမှာကျွန်တော်ပြောပါတဲ့စကားလုံးတွေကိုမင်းတို့အတွက်ပဲပလိသတ်စိမ့်မှမင်းတို့တွေကအပေါ်တဲလို့ရမယ်ကိုထူရတဲ့ပွဲမှာကိုယ့်ရဲ့အာဏာချက်ကိုပြုပြင်ပါ